နေ့ဒီမှာရှင်အခုဒီပြည်နယ်ကအပေါင်းအသင်းတော်နဲ့မဆင်ဆင်ထားနေမှာဒီနာတန်ကိုအတင်းသားဆင်ကြတဲ့တရားရှင်များအားလုံးဆန္ဒခြင်းကိုယ်ကျမ်းမာခြင်းနဲ့ပြည်စုံနေကြပါစေလို့ဆုမွန်ကောင်းတောင်းရင်သင်္ကြန်ပနာမှာနှုတ်ခွန်းဆက်တာအတိုင်းရှင်ဒီအားမြတ်တာလွတ်လာခြင်းနဲ့မသွေ
ဒီလောက်အတန်းကအတန်းနှိမ့်နေပါလေတနက်ထင်းနေပြီးအတူပြန်လာကိုခံဆင်းပါရှင်အပြေအောင်ခြင်းရှိပါမင်းကရှိပါနမတိဘုရားကိုလည်းမမြဲဘူးဘယ်မှာမှနာကြခြင်းသူဘုရားပေါ်လို့စိတ်ကူလာတယ်မနာသာဘုရားအောင်တော်မူအလာကရဲ့ပါဆိုသူဒီသုံးရလုံးရချိုးလို့သူလက်နဲ့အာကိုညှို့ရမှုမေတ္တာပွားဘုရားအောင်တော်မူ